Mobile phone CPU တွေတည်ရတဲ့အထူးအကြောင်းရင်းအားလုံးပဲမင်္ဂလာပါ Mobile Share Channel ကနေကြိုဆိုလိုက်ပါရယ်ဖုန်းရဲ့ CPU မတည်ခင်မှာဘာတွေကြုံရတက်လဲနံပါတ်1 gain ဆော်ရင်နဲ့စပိတ်သွားတာနံပါတ်2အရင်အထက်တိကျတာဆက်ရင်ပူတက်လာပြီးတော့ဆက်ခဏခဏဟန်တာနံပါတ်3 audio ဘိုင်းတွေဖြစ်တဲ့ speaker mic တွေတခုမှမရရတာမျိုးတွေနဲ့ Wi-Fi Bluetooth မရရတာမျိုးတွေကဆက်မတည်ခင်အရင်မှာကြုံရတက်ပါရယ်ဘာကြောင့် CPU တည်ရတာလဲCPU တည်ရတဲ့အချက်ကိုရှင်းရှင်းနဲ့မြင်အောင်ပြောရမယ်ဆိုရင်ဂိမ်းရန်စောလို့တင်တည်မတင်ဆက်ရန်ပူတဲ့အခိုက်အတန့်တွေအရန်များလာလို့တည်တာပါဒီလိုဖြစ်စဉ်ကဘာကြောင့်ဖြစ်တာလဲဖုန်းရဲ့ CPU ဆိုတာက SoC ရဲ့အစိပ်ပိုင်းတွေကတခုဖြစ်တယ်လို့ SoC ရဲ့လှုပ်ဆောင်နိုင်တဲ့အပြည့်အဝကိုကောင်းကောင်းအသုံးချနိုင်ဖို့အတွက်အရင်ဆုံး motherboard ပေါ်မှာဒီဇိုင်းဆွဲရပါတယ်ပြီးရင်တော့ SoC မှာပါသမျှ CPU RAM modem အစရှိသဖြင့်ကိုmotherboard ပေါ်မှာခဲနဲ့အသေးကြဆုံးဖြစ်အောင်ကတ်ရပါတယ်ဒီလိုခဲနဲ့ကတ်ထားတာဖြစ်တဲ့အတွက်ဆက်ပူတာတွေများလာတာနဲ့ခဲတွေကအရေးပျော်လာပြီးတော့ Wi-Fi Bluetooth လမ်းကြောင်းပြတ်ပြီဆိုရင် Wi-Fi Bluetooth မရတော့တာ Audio IC လမ်းကြောင်းပြတ်ပြီဆိုရင် speaker mic မရတော့တာမျိုးတွေနဲ့နောက်ဆုံးမှာတော့ CPU ခဲတွေကြွလာပြီးတော့ CPU သေးတဲ့အဖြစ်ကိုရှောက်တော့တာဖြစ်ပါတယ်ဒါဆိုရင်ဘယ် SoC ရဲ့ CPU သေးနိုင်ခြင်းအများဆုံးဖြစ်မလဲနံပါတ်1 Snapdragon Agency နဲ့ Dimensity 9000 series ဖြစ်ပြီးတော့ Apple SoC ကတော့စက်သေးတာတက်ကို Audio ဘိုင်းတွေနဲ့တခြားဘိုင်းတွေပို့ဖြစ်တာများတယ်လို့ဒီ SoC ကကိုသုံးတာကျန်းတဲ့ပုံမူတည်ပြီးတော့စက်သေးနိုင်ခြင်း80%ထိကိုရှိပါတယ်နံပါတ်2 Snapdragon 7 Gen series နဲ့ Dimensity 8000 series ဖြစ်ပြီးတော့စက်သေးနိုင်ခြင်းက30%လောက်ပဲရှိပါတယ်နံပါတ်3 Snapdragon 6 Gen series နဲ့ Dimensity 9000 series ဖြစ်ပြီးတော့စက်သေးနိုင်ခြင်းက10%အောက်ပဲရှိပါတယ်ဒီစရာကိုကြည့်မယ်ဆိုရင် SoC မြင့်စက်သိနိုင်ခြင်းများသလို SoC နိုင်နေလေစက်သိနိုင်ခြင်းမရှိသလောက်နည်းတယ်ဆိုတော့တွေ့ရမှာပါ။ဘာကြောင့်လဲဆိုရင် SoC မြင့် CPU heat ပိုတက်တဲ့အတွက်စက်သိနိုင်ခြင်းကပိုပြီးတော့များတာဖြစ်ပါတယ်။ဒါကြောင့်ကိုက flash SoC ပါတဲ့ဖုန်းတွေသုံးနေဆိုရင် game ဆော့တာထက်တခြားဘိုင်းတွေပိုသုံးနေလို့ game ဆော့မယ်ဆိုရင် performance လည်းထွက်ပြီးတော့ရေရှည်တွက်လည်းအဆင်ပြေတဲ့ Snapdragon 7 Plus series ကိုရွေးချယ်တာကအများကြီးကိုပိုကောင်းပါတယ်။နောက်ပိုင်း flagship ဖုန်းတွေနဲ့ flagship SoC ပါတဲ့ဖုန်းတွေမှာ bin fan ပါလာခဲ့ရင်စက်သေးတဲ့ပြဿနာအထိုက်လျောက်ရောတော့မှာဖြစ်တယ်လို့လက်ရှိဈေးကွက်ထဲမှာဆိုရင်တချို့ gaming ဖုန်းတွေနဲ့ Oppo ရဲ့ K13 Turbo လိုမျိုး flagship ကေလာတွေမှာအပူထိမ့်ပြနိုင်တဲ့ vapor chamber cooling system အပြင် fan တွေပါလာတော့တွေ့ရတဲ့အတွက်ရေရှည်သုံးမဲ့သူတွေအနေနဲ့အများကြီးကိုပို့အဆင်ပြေလာပါပြီနောက်ဆုံးအနေနဲ့သတိပေးလိုက်ချင်တာက second phone ဝယ်မယ်စဉ်းစားထားတဲ့ဆိုရင် Redmi ထဲမှာ K30 Ultra, Poco X3 Pro, K50, K60, Xiaomi ထဲမှာ Mi 11 series, OnePlus 8, 9, 10 series, Samsung ထဲမှာ S20, S21 series တွေနဲ့ Snapdragon 888ပါတဲ့ဖုန်းတိုင်းကိုလက်ဆောင်ပြီးဝယ်မယ်ဆိုရင် CPU တည်တာတွေနဲ့ green line ဖြစ်နိုင်တဲ့ပြဿနာတွေကိုရှင်းရမလို့တော့မှဖြစ်ပါတယ်။ဒါမှမဟုတ်ကိုယ်ဆောင်းချမ်းသာနေရဆိုရင်တော့ကိုထိုင်နဲ့ကိုကံပါပဲ။ဗီဒီယိုကတော့ဒီလောက်ပါပဲ brother တော့ကျွန်တော်ပြောတဲ့အချက်တွေနဲ့ကြုံရဘူးလားဒီဗီဒီယိုလေးအောင်မှဝင်မှတ်ခဲ့လို့ရှာပါတယ်အဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ဗျ see you next video